အတူတူသွားမယ်ဆိုရင်ပိုင်ด้วยกันဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းစကားလေ့လာနေတဲ့ကျွန်တော်ညီကောင်မောင်များတွေထိုင်းခြေခံစကားလုံးများကိုပြန်လည်အဝေမျှပေးပါမယ်ခင်ဗျာအတူတူပဲဆိုရင်ထိုင်းလိုเหมือนกันတူတူပဲเหมือนกันတူတူပဲငါလည်းတူတူပဲဆိုရင်ฉันก็เหมือนกันငါလည်းတူတူပဲฉันก็เหมือนกันငါလည်းအတူတူပဲမတူဘူးဆိုရင်ထိုင်းလိုไม่เหมือนกันမတူဘူးไม่เหมือนกันမတူဘူးဟုတ်ကဲ့နော်အတူတကွဆိုရင်ด้วยกันအတူတကွด้วยกันအတူတကွအတူတူသွားမယ်ဆိုရင်ပိုင်ด้วยกันအတူတူသွားမယ်ပိုင်ด้วยกันအတူတူသွားမယ်နီလန်းဆိုရင်ဝိထီနီလန်းဝိထီနီလန်းပေါ့နော်အလှပြင်နီပေါ့နော်အလှပြင်နီဆိုရင်ဝိထီတဲနာအလှပြင်နီဝိထီတဲနာအလှပြင်နီနော်ဟင်းချက်နီဆိုရင်วิธีทำกับข้าวเฮนชันนีวิธีทำกับข้าวเฮนชันนีတေးကြတာပေါ့နော်တေးကြတယ်ဆိုရင်နဲ့ကြိုင်တေးကြတော့တေးကြတယ်ပေါ့နော်နဲ့ကြိုင်တေးကြတော့ပေါ့နော်ပြဿနာဆိုရင်ปัญหาပြဿနာปัญหาဆိုရင်ပြဿနာပေါ့နော်စိတ်ပူတယ်ဆိုရင်ထိုင်းလို့เป็นหวนစိတ်ပူတယ်เป็นหวนစိတ်ပူတယ်စောင်းချောက်တယ်ဆိုရင်ดูแลစောင်းချောက်တယ်ดูแลစောင်းချောက်တယ်တစ္ဆာဖောက်တယ်ဆိုရင်ထိုင်းလို့ထော်ရယုတ်တစ္ဆာဖောက်တယ်ထိုရယုတ်တစ္ဆာဖောက်တယ်နောက်ဆုံးတော့လဲဆိုရင်ထိုင်းလို့နိုင်ที่สุดနောက်ဆုံးတော့လဲနိုင်ที่สุดနောက်ဆုံးတော့လဲများသောအားဖြင့်ဆိုရင်ထိုင်းလို့ส่วนมากများသောအားဖြင့်ส่วนมากများသောအားဖြင့်เนาะသူများကိုအထင်မသေးနဲ့ဆိုရင်ထိုင်းလို့อย่าดูถูกคนอื่นသူများကိုအထင်မသေးနဲ့อย่าดูถูกคนอื่นသူများကိုအထင်မသေးနဲ့အထင်သေးတယ်ဆိုရင်ดูถูกအထင်သေးတယ်ดูถูกထင်သေးတယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်ခါကျတော့အရှုံးမပေးနဲ့ဆိုရင်ယာယွန်ဖဲအရှုံးမပေးနဲ့ယာယွန်ဖဲအရှုံးမပေးနဲ့အမိုက်မပြည့်ရပေါ့နော်အမိုက်လုံးဝမပြည့်ရဆိုရင်ห้ามทิ้งขยะเด็ดขาดအမိုက်လုံးဝမပြည့်ရပေါ့နော်ห้ามทิ้งขยะเด็ดขาดအမိုက်လုံးဝမပြည့်ရပေါ့နော်ကျွန်တော်ဒီလုံးဝပေါ့နော်တားမြစ်တယ်ဆိုရင်เด็ดขาดဆိုရင်လုံးဝပေါ့နော် dead cat ဆိုရင်လုံးဝပေါ့နော်နောက်တစ်ခုကကြတော့နောက်ဆုံးဆိုရင်สุดท้ายနောက်ဆုံးပေါ့နော်สุดท้ายနောက်ဆုံးကြနော်ဒါကြတော့အဲ့ဒီနောက်ဆိုရင်ထိုင်းလို့หลังจากนั้นအဲ့ဒီနောက်หลังจากนั้นအဲ့ဒီနောက်ဒါပေမဲ့ဆိုရင်แต่ว่าဒါပေမဲ့แต่ว่าဒါပေမဲ့အနည်းဆုံးတော့ဆိုရင်ရန်နွိုင်အနည်းဆုံးတော့ရန်နွိုင်အနည်းဆုံးတော့အခုတလောဆိုရင်ချွန်နေအခုတလောချွန်နေဆိုရင်အခုတလောပေါ့နော်နောက်တစ်ခုကကြတော့အတွေ့အကြုံဆိုရင်ประสบการณ์အတွေ့အကြုံประสบการณ์အတွေ့အကြုံပေါ့နော်နောက်တစ်ခုကကြတော့ရွဲ့တယ်ဆိုရင်ထိုင်လို့ประโชดဆိုရင်ရွဲ့တယ်ประโชดဆိုရင်ရွဲ့တယ်ဟုတ်ကဲ့နော်ပြစ္ဆုတ်ပံဆိုရင်ปัจจุบันပြစ္ဆုတ်ပံปัจจุบันပြစ္ဆုတ်ပံအနာဂတ်ကိုကြတော့အနာဂတ်ပေါ့နော်အနာဂတ်ဆိုရင်အနာဂတ်အတိတ်ကိုကြတော့အတိတ်ပေါ့နော်အတိတ်ဆိုရင်အတိတ်ကံကောင်းတယ်ဆိုရင်ထိုင်လို့ချို့ဒီကံကောင်းတယ်ချို့ဒီကံကောင်းတယ်သင်ပေးလို့ရလားဆိုရင်ထိုင်လို့สอนให้หน่อยได้ไหมသင်ပေးလို့ရလားสอนให้หน่อยได้ไหมသင်ပေးလို့ရလား
ကျွန်တော်မလုပ်တတ်ဘူးဆိုရင်ผมทำไม่เป็นကျွန်တော်မလုပ်တတ်ဘူးผมทำไม่เป็นကျွန်တော်မလုပ်တတ်ဘူးเนาะကျွန်တော်ကိုလုပ်ပြပေးလို့ရလားဆိုရင်ทำให้ผมดูหน่อยได้ไหมကျွန်တော်ကိုလုပ်ပြပေးလို့ရလားทำให้ผมดูหน่อยได้ไหมကျွန်တော်ကိုလုပ်ပြပေးလို့ရလားโอเคအားလုံးကိုထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ